ကဲဟိုနေ့က cupcake ကိုလုပ်ပြလိုက်ပြီဆိုတော့ဒီနေ့က pancake ကိုလုပ်ပြမှာဖြစ်ပါတယ် pancake ကိုဘယ်လိုအသေးစိတ်လုပ်လဲဆိုတာပြပြမှာမလို့ဒီဗီဒီယိုအဆုံးလိုက်ကြည့်ပေးပါပထမဆုံးကျွန်တော်တို့ကြက်ဥ3လုံးကိုပေါက်ထည့်ပါတယ်နောက်ပြီးကြက်ဥကိုသူမအချစ်တွေလိုမျိုးထုံးလို့ငွေပြီးရေလိုနှောက်ပါမယ်နောက်ပြီးသူမပြစ်သွားရင်တော့မှအနာခံနိုင်မဲ့ကိတ်ချုံမို့လေးနည်းနည်းထည့်ပါတယ်ဒါကတော့ဒီမှာပါဘူးလေးပါပြပေးထားရနော်ပြီးကြရင်ဘေကင်းပေါင်တာလေးနည်းနည်းထည့်ပါဘေကင်းပေါင်တာမထည့်ချင်ဘူးကွာဘာညာဆိုတဲ့သူတွေအတွက်လည်းဘေကင်းဆိုဒါကိုထည့်သွင်းပြီးသုံးပြလို့ရတယ်နောက်ပြီးနွားနို့ကို80 ml လောက်ထည့်ပါမယ်ခွက်မရှိတစ်ခုနဲ့တိုင်းထည့်ပေါ့ဒါကအုတ်ကြုံရယ်နုမုတ်ရယ်ရောထားတာပေါ့ဒီလိုစကားနဲ့ပြန်စစ်ထုတ်ရတယ်မဟုတ်ဘူးဆိုရင်သူကအလုံးလုံးလေးဖြစ်ပြီးတော့မပြောရပါဘူးဖြစ်နိုင်နောက်ပြီးခဏမှအုတ်ကြုံရယ်နုမုတ်ရယ်ရောထားတဲ့ဟာကိုကြောက်3လုံးဖောက်ထည့်ထားတဲ့ဟာနဲ့ရောပေးရမယ်ပြီးကြရင်တော့စိတ်ကြိုက်မှွေလို့ရပြီကိုအေးအေးရှယ်မျက်နှာကြီးလို့တော့တတ်မှတ်ပြီးတော့နေချပလိုက်ကက်လာတော့နည်းနည်းစီရင်းလေးထည့်ပါမယ်ဒီကြရင်လေနို့လေးနည်းနည်းရောပေးပါမယ်ဗျာဒီဥဆိုင်ရမှာတခုရှိတာကနွားနို့ရောတဲ့အခါကျရင်အခါရဲတစ်ခွက်လုံးရောရတဲ့ဆိုင်ကွာအခုလိုမျိုးနည်းနည်းလေးထည့်လိုက်နေလိုက်နည်းနည်းလေးထည့်လိုက်နေလိုက်ဆိုတာပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်ရှင်းပြောမယ်ဆိုရင်တော့ကွာသူမလိုပဲအနာပေးလိုက်ဆေးပေးလိုက်ပေါ့ကဲကိုစိတ်ကြိုက်လေးနေပြီးဆိုရင်တော့အချိုတတ်တဲ့အနေနဲ့ပြားရည်လေးနည်းနည်းထည့်ပါမယ်ပြားရည်ကိုထမင်းစားစွန်းနဲ့နှစ်ဆုံးခံမယ်ထည့်ပါမယ်ဘာဖြစ်လို့ဆိုအရင်ချိုသွားမှာဆိုတော့ပေါ့အဲ့လိုဆိုတော့အချိုလဲတက်ပြီးသွားပြီဆိုရင်ပြန်ပြီးတော့နေပါမယ်ပလေးပါတော့မယ်ခင်ဗျာဒီကြရင်ဒီလို gas အိုးနဲ့ဖြစ်ဖြစ်ဗျာလုပ်လို့ရပြီလောက်ရတော့ရမခက်ဘူးဒါပေမဲ့ကျွန်တော်လုပ်နေရတာမဟုတ်ဘူးပေါ့ဒီကတော့ထိုင်ပြီးတော့ကြည့်နေရတယ်သူမခက်ဘူးဆိုရင်ပဲတော်တော်တော့လက်ဝင်တာတော့တွေ့ရတယ်ခဏလေးပဲတပြားကြက်သွားပြီကြည့်လိုက်အောင်ဘယ်တော့စားချင်စရာရှိတယ်ခေါင်းကြီးကိုပြောင်းတင်းနေတာမယ်နော်ကဲစားလာပါအိုးကတ်သွားမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ထောက်ပိုက်နည်းနည်းထည့်လို့ရတယ်အဓိကတော့အဲ့လိုကတ်သွားမှာကြောက်လို့ဗျာထောက်ပိုက်နည်းနည်းလေးထည့်တော့အဆင်ပြေပါပေါ့ကဲနောက်ဆုံးတော့ရရှိခဲ့ပါပြီအချိုကျတဲ့သူတွေအတွက်ကလည်းအပေါ်ကနေပြားရည်လေးကိုစမ်းပြီးတော့လည်းစားလို့ရပါသေးတယ်